Osuzuki Momoshiki ရောက်ရှိလာတဲ့အချိန်မှာဂါရာကသူ့ကိုယထာပေါ်မှာတိုက်ခိုက်ခဲ့တဲ့ Urashiki နဲ့တစ်ဖွဲ့တည်းကောင်းနေဆိုတာသိသွားခဲ့ပြီးဘိုရူတိုကလည်း Momoshiki ရဲ့မျက်လုံးတွေကဗျာကုကန်နေဆိုတာရှင်းမိသွားပါတယ်။ Momoshiki ကတော့ Naruto ရဲ့ကိုမီကိုဖမ်းဖို့လာတာဖြစ်တဲ့အတွက်တခြားသူတွေကိုဂရုမစိုက်ပဲတိုက်ခိုက်လိုက်တာကြောင့်ကိုနိုဟာဂျူနီနဲ့ဂျွာပေါင်းတို့ကခါခဲတွေကဂျွာသားတွေရဲ့အသက်ကိုဦးစားပေးခဲ့ကြရပါတယ်။အဲဒီအချိန်မှာဒီရလာတဲ့စီက Momoshiki ကိုဒီဆိုင်မှုပြုနေရကြောင်းဂါရာကစပ်ပေါ်မလို့ကိုစီပေးလိုက်ရပါတယ်။စစ်တမ်းနေရာတွေကလည်းအရင်ဆုံးဂျွာသားတွေကိုဒီလိုရရွှေ့ပြောင်းပေးနေရတာဖြစ်ပါတယ်။ဆာရတာကိုလည်း TCG ကတိုက်ခိုက်လိုက်တဲ့အချိန်မှာသူ့တွေစတဲ့အချိန်ဝင်ကျပြီးတဲ့ TCG နဲ့ညီဆိုင်နေရတဲ့အချိန်မှာ Naruto ကလည်းသူ့သားကိုဘေးလို့ရထွက်သွားဖို့ပြောနေတယ်ရုပ်တရက်အစော်ခံလိုက်ရပါတယ်။အဲဒါကြောင့် Chakra မရှိတော့တဲ့ဘိုရူကလုံးပြီးလို့ရနေညာလက်ပတ်တည်းကဂျူစုမျိုးစုံ Chakra တဘာဝမျိုးစုံနဲ့တိုက်ခိုက်ပြီးMomoshiki ကအားလုံးကိုစုံလိုက်ပြီးဘိုရူတိုဒုက္ခရောက်ပြီးအောင်မြင်သွားတဲ့ Mitsuki ကလည်းသူ့သား Sage Mode ကိုသုံးပြီးပြဿနာတက်နိုင်ပြီပဲဘိုရူတိုကိုကယ်ဖို့အတွက်ဘာမှစဉ်းစားမနေတော့ပဲတဘာဝစွမ်းရည်တွေကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့ရှားပါ Chakra တွေကိုလိုက်စုတောင်းနေတဲ့ Urashiki က Mitsuki စီကနေသူမမြင်ဘူးတဲ့ Sage Chakra တွေကိုစုံယူပါပြီး Mitsuki ကိုပါခေါ်သွားဖို့